တရားရဲ့စွမ်းအားတတိဒါဗုဒ္ဓဘာသာဝင်တိုင်းကြားဘူးတယ်ရှင်မာကတ္တဗရဲ့ရှင်မာမောက္ကလန်ရဲ့မကျမ်းမာဖြစ်တော်မြတ်စွာဘုရားဒီဘိုးစဉ်ကိုသွားဟောတယ်ဘိုးစဉ်တရားတွေကကောင်းလိုက်တာလို့သူတို့ရဲ့စိတ်ထဲမှာပီတိဖြစ်သွားတာနဲ့သူတို့ခံစားနေတဲ့ယောဂဝိဒနာတခါတည်းငြိမ့်သွားတယ်သူကလည်းအဲ့လောက်စွမ်းတယ်နော်နောက်မြတ်စွာဘုရားကိုတော်တိုင်လေးနာထတော့ရှင်စုံနာကိုခေါ်ပြီးတော့จิตသားစုံနာတင့်ရဲ့ဉာဏ်ထဲမှာဘုဇင်တရားကိုထင်စီလို့ဘုဇင်တရားဟောခိုင်းတာအဲ့ဒါမြတ်စွာဘုရားနာလည်းပြီးတော့မြတ်စွာဘုရားအော်ဘုဇင်တရားတွေကအလွန်ကောင်းတာပဲမြတ်စွာဘုရားတန်တယ်မှာပီတိဖြစ်တယ်အဲ့ဒီပီတိဖြစ်ပြီးဒီအခြားမဲ့မှာမြတ်စွာဘုရားယောဂဝိဒနာလည်းပျောက်သွားတယ်ပေဟိနာတိသအဘာဒတိဏ္ဏံပိမေတိနံမဟကတာကိလေသာဝပတ္တနုပတိဓမ္မတံဣဒိနသစ္စာဝိဇ္ဇနာတတိတိဟောတုတပ္ပတာရွတ်နေတာရတယ်မို့လားဒီမထေမြတ်ဒီအရှင်မြတ်ကြီး၃ပါးမြတ်စွာဘုရားရဲ့ရှင်မာကတ္တဗရဲ့ရှင်မာမောက္ကလန်ရဲ့သူတို့တန်တာမှာဖြစ်တဲ့ယောဂတွေကဘုဇင်တရားကိုလည်းနာပြီးတော့ပျောက်သွားတယ်ဘာနဲ့တူလဲဆိုရင်မဲ့ဉဏ်နဲ့တတ်လိုက်တဲ့ကိလေသာဟာတဖန်ပြန်ပြီးတော့မဖြစ်တော့တယ်လို့သူတို့ယောဂနောက်ထပ်ပြီးတော့မဖြစ်တော့ဘူးတဲ့ဟုတ်လားဘုဇင်မနှပါတော့9ပါးအဲ့ဒီဘုဇင်9ပါးဘာတွေတုန်းအချင်းမင်းပြောမယ်နော်တတိပဋ္ဌာန်တရားကိုပွားရင်ဘုဇင်9ပါးဖြစ်တယ်ကိုယ်ဖြစ်နေတာဘာလို့နာမည်မတက်တတ်တာပဲရှိတာဆိုကြပါစို့ဘုံဘုံတို့ဝင်လေထွက်လေကိုအားထုတ်နေတိနေဒါမှမဟုတ်ခန္ဓာကိုယ်မှာထင်ရှားတဲ့ရုပ်ပဲဖြစ်ဝေဒနာပဲဖြစ်ဖြစ်တခုခုတဘာဝတရားကိုဘုံဘုံတို့တိနေတယ်ဖြစ်နေတဲ့အတိုင်းလေးတိနေတယ်ဘာလို့ကြံမှုမှမပါဘူးဘာပဲလိုက်မှုမှမရှိဘူးအမှန်တိုင်းလေးတိနေတယ်ဟုတ်လားလွယ်လွယ်လေးအဲ့ဒီလွယ်လွယ်လေးကိုမလုပ်လို့ခက်နေတာဟုတ်လားတိနေတယ်အဲ့ဒီတိနေတဲ့အချိန်မှာဒီယုံနာရဲ့ပုံမှာသတိရှိနေတဲ့သဘောလေးဟာအဲ့ဒါသတိတန်ဖို့ရှင်ပထမဦးဆုံးဖို့ရှင်ပဲနော်ဒီတိနေတယ်ဆိုတာသတိရှိနေလို့တိနေတာဟုတ်လားအဲ့ဒီသတိဘာလို့ရှိနေတော့နော်အဲ့ဒီသတိဘာလို့ရှိနေတော့ဝရိယရှိလို့ဒီသတိလေးရှိအောင်ဘုန်းဘုန်းတို့လုပ်နေလို့အဲ့ဒါဘာတော့ဝရိယတန်ဖို့ရှင်အစဉ်အတိုင်းဟောတာတော့တတိပြီးတော့မြတ်စွာဘုရားဓမ္မဝိစီယတန်ဖို့ရှင်ဟောတယ်ဓမ္မဝိစီယဆိုတာဒီကိုတိနေတဲ့ယုံ nant တဘာဝဟာမတည်မြဲမှုနော်မကောင်းမွန်မှုတန်ဖိုးမဲ့မှုတရားကိုစဉ်းစားဆင်ခြင်တာဟုတ်ခွဲချမ်းဝေဖန်ကြည့်တာဒါပါလေလို့ပိုင်းဖြတ်ပြီးတော့ခွဲချမ်းဝေဖန်ကြည့်တာဓမ္မဝိစီယလို့ခေါ်တယ်ပညာပေါ့တရားကိုကောက်ရင်အဲ့ဒါဓမ္မဝိစီယတန်ဖိုးရှင်ဟုတ်လားပြီးတော့ဗါတော့ဒီသတိနဲ့ပညာဖြစ်အောင်ကိုကြိုးစားနေတဲ့အားစိုက်နေတဲ့သဘောရှိတယ်အဲ့ဒါဝရိယတန်ဖိုးရှင်အရေးကြီးဆုံးကသူတို့၃ခုပဲသူတို့အလုတ်လုံနေတာဝရိယနဲ့သတိဖြစ်အောင်ပညာဖြစ်အောင်ကြိုးစားလို့သူတို့၃ခုအလုတ်လုံနေတာဟုတ်လားအဲ့လိုလုပ်တဲ့အခါမှာစိတ်ထဲမှာနှစ်သက်မှုဆိုတာဖြစ်တယ်ဒီအလုပ်ကိုလုပ်လို့ရှိရင်နှစ်သက်မှုကဖြစ်ကိုဖြစ်တယ်ဘာလို့ဆိုစိတ်ရဲ့ပူလောင်မှုနော်မငြိမ်းချမ်းမှုကိုဖြစ်စေတဲ့ကိလေသာတွေဟာအထိုက်လျောက်နှဲပါသွားတာအဲ့ဒီတော့စိတ်ကဘာဖြစ်တော့ကျဉ်တ်တယ်နှစ်သက်တယ်အဲ့ဒါကိုပီတိတန်ဖိုးခြင်းလို့ခေါ်တယ်ဟုတ်လားအဲ့ဒီပီတိဖြစ်လာပြီးနောက်ဆက်တွဲပါလိုက်လာတော့ပတ္တိနှလုံးစိတ်ဝါငြိမ်းအေးတယ်ကိုယ်ရောစိတ်ရောငြိမ်းအေးတယ်အဲ့လိုငြိမ်းအေးပြီဆိုရင်ချမ်းသာတဲ့အတွက်ကြောင့်တည်ငြိမ်မှုတမာတိရတယ်ဟောအဲ့ဒါပီတိတန်ဖိုးခြင်းပတ္တိတန်ဖိုးခြင်းတည်ငြိမ်ပြီဆိုတော့တမာတိတန်ဖိုးခြင်းငြိမ်ပြီဆိုတာနဲ့ဒီအတွေ့အကြုံတွေရဲ့ပုံမှာလေးလူရှုနိုင်တဲ့သဘောအညီအမျှထားနိုင်တဲ့သဘောဟာအလိုလျောက်ဖြစ်လာတယ်အဲ့ဒါကိုဥပိ္ပခတန်ဖိုးခြင်းလို့ခေါ်တယ်အလွန်ကောင်းတယ်နော်ဒီဘုဇင်9ပါးဟုတ်လားဘာလို့ရင်ဖြစ်လဲတတိပဋ္ဌာန်တရားအထုတ်ရင်ဖြစ်တယ်ဖြစ်မှန်းကိုသိချင်မှသိမယ်ဒါပေမဲ့ဖြစ်နေတယ်တတိရဲ့ဓမ္မဝိစီယဆိုတဲ့ပညာရဲ့ကြိုးစားအထုတ်မှုဆိုတဲ့ဝိရိယရဲ့နှစ်သက်မှုဆိုတဲ့ပီတိရဲ့ငြိမ်းအေးမှုဆိုတဲ့ပတ္တိရဲ့တည်ငြိမ်မှုဆိုတဲ့တမာတိရဲ့အညီအမျှထားပြီးတော့လေးလူရှုနိုင်မှုဆိုတဲ့ဥပိ္ပခတရားရဲ့အဲ့ဒါမြတ်စွာဘုရားဘယ်လိုဟောတော့တတိမေမောက္ကလန္တဘုဇင်ကမေယသမထခါတာဘာဝိတာဘူလိကတာပညာတံဘောဓနိဗ္ဗာန်တံဝတ္တန္တိဒီတစ်ပိုက်ကိုရအောင်ကြက်ထားရင်အဲ့ဒီဘုဇင်ပါဠိတော်၃ပုဒ်လုံးအကုန်ရမယ်ဟုတ်လားတတိမေမောက္ကလန္တဘုဇင်ကမေယသမထခါတာဘာဝိတာဘူလိကတာပညာတံဘောဓနိဗ္ဗာန်တံဝတ္တန္တိจิตသားမောက္ကလန်တဲ့ငါကောင်းကောင်းဟောထားတဲ့ဟောဒီဘုဇင်9ပါးတရားကိုပွားများမယ်ကျင့်ဖန်များစွာကိုယ်တန်တမှာဖြစ်စေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီယုတ်တိနဲ့နေရာအိဋ္ဌဒုက္ခအနတ္တမျှတာဖြစ်တယ်လို့သိမြင်ရင်ဝိပဿနာဉာဏ်ကိုရလိမ့်မယ်အဘိညာယဆိုတာအဲ့ဒါကိုပြောတာနောက်တန်ဘောဓာယတစ္ဆာ၄ပါးကိုမဲ့ဉာဏ်ဖြင့်ထိုးထွင်းပြီးတော့သိလိမ့်မယ်နိဗ္ဗာန်ယနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုလိမ့်မယ်၃ချက်ပြောတယ်နော်အဘိညာယတန်ဘောဓာယနိဗ္ဗာန်ယတံဝတ္တန္တိဉာဏ်အစဉ်မြင့်ပြီးတော့နိဗ္ဗာန်ရလိမ့်မယ်လို့ပြောတာပဲဒီဘုဇင်9ပါးကိုပွားများရင်အဲ့ဒါတပါးချင်းမြတ်စွာဘုရားဆက်ဟောတာနော်အဲ့ဒီဘုဇင်9ပါးကိုလည်းပဲဘုံဘုံတို့တွေဟာနော်ယောဂဝိရဏနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမလုပ်ထားမှာတော့စွဲထားရမယ်တကယ်တမ်းပြောရရင်ခန္ဓာကိုယ်ဟာယောဂဒုံကြီးတစ်ချိန်ချိန်မှာဖောက်ပြန်မှာအဲ့ဒီချိန်မှာအာကိုအာရာရှိဖို့အတွက်ဒီဘုဇင်တရားကိုစောစောတည်းကစသတိပဋ္ဌာန်တရားကိုပွားများခြင်းအပြင်မလုပ်ထားဖို့လို့တော့
ထူထောင်ထားဖို့လိုတယ်မြတ်စွာဘုရားပြောတဲ့အတိုင်းပြောမယ်ဆိုရင်တော့ဘာဝိတာဗဟုလိကတာဖြစ်အောင်လုပ်ထားဖို့လိုတယ်ဘာဝိတာဆိုတာဘာပြောတာများလောင်ပွားတာထက်ဖြစ်အောင်လုပ်နေတာဒါတတိတွေထက်ဖြစ်အောင်လုပ်မယ်ပညာတွေထက်ဖြစ်အောင်လုပ်မယ်အဲ့လိုပဲဝရိယတတိဟုတ်လားပီတိပတ္တိသမာဓိဥပေက္ခဒါတွေထက်ဖြစ်အောင်လုပ်တာကိုဘာဝိတာဗဟုလိကတာလို့ပြောတာဟုတ်လားအဲ့တော့ဘာလုပ်မလဲဘုံဘုံတို့မမာမကျန်းဖြစ်နေတဲ့လူတွေရောမမာမကျန်းဖြစ်လက်တဲ့လူတွေရောဘာလုပ်ကြမလဲအခုပြောခဲ့တဲ့သင်ညာ12ပါးကျွမ်းကျင်အောင်လေ့ကျက်ထားရမယ်အခုပြောခဲ့တဲ့ဘုဇင်9ပါးများလာအောင်ပွားထားကြရမယ်ဒါကြိုတင်ပြင်ဆင်ခြင်းပဲနော်အဲ့ဒါလို့ဆိုရင်ဘုံဘုံတို့ဆက်ပြီးတော့ဒီ